၆တွေ့နေတဲ့မြစ်ကျန်းပေါ်မှာတန့်ရှင်းတဲ့ဓာတ်တလက်ဟာကြောက်တုံးထဲမှာဆွဲမြဲစွာစိုက်ထားခဲ့တယ်။စစ်သားတွေကဓာတ်ကိုရှာတွေ့တဲ့အခါအားလုံးဟာဓာတ်ကိုဆွဲထုတ်ဖို့အပြိုင်ဆိုင်ပြေးဝင်လာကြတယ်။ဒါပေမဲ့ဒီဓာတ်ဟာဒဏ္ဍာရီလာငကားတက်တာလိုကြောက်တုံးထဲမှာခိုင်မြဲစွာစိုက်ထားပြီးဘယ်သူမှမထုတ်နိုင်ခဲ့ကြဘူး။တန့်ရှင်းတဲ့ဓာတ်အကြောင်းသတင်းဟာဘုရင်နာတဲ့အလျင်အမြန်ရောက်သွားတယ်။ဘုရင်ဟာသူ့လူယုံတွေနဲ့အတူဓာတ်ရှိရာနေရာကိုကိုယ်တိုင်လာခဲ့တယ်။တစ်ချက်ကြည့်လိုက်တာနဲ့ဘုရင်ကဒီဓာတ်ဟာဘုရင်ယူသားရဲ့ဓာတ်ဖြစ်ကြောင်းချက်ချင်းမှတ်မိသွားတယ်။ဒါနဲ့ဘုရင်ကနိုင်ငံတော်အမိန့်ထုတ်ပြီးရောကြားတိုင်းဓာတ်ကိုဆွဲထုတ်ကြည့်ဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့တဝက်လောက်ကြာသွားတဲ့အထိဘယ်သူမှတန့်ရှင်းတဲ့ဓာတ်ကိုဆွဲထုတ်နိုင်ခဲ့ဘူး။အဲ့ဒီအချိန်မှာလူအုပ်ကြီးထဲမှာအာသာလို့ခေါ်တဲ့လူတစ်ယောက်ဟာထူးဆန်းတဲ့ခံစားမှုတစ်ခုခံစားလိုက်ရတယ်။အာသာဟာဓာတ်စီကိုချင်းကပ်လာပြီးဓာတ်နဲ့ထူးဆန်းတဲ့ယဉ်ကျေးမှုတစ်ခုကိုခံစားရတယ်။သူကဓာတ်ရဲ့လက်ကင်ကိုစုပ်ကင်လိုက်တဲ့အခါရုတ်တရက်လျှက်စစ်တက်လိုက်တယ်လို့နာကျင်မှုတစ်ခုကိုခံစားလိုက်ရပြီးလန့်သွားကလက်ကိုလွတ်လိုက်တယ်။အနားမှာရက်နေတဲ့စစ်သားကောင်းဆောင်ကဓာတ်ကိုမြင်ပြီးမထုတ်နိုင်ရင်ဖယ်ထားလိုက်လို့အာသာကိုခက်တင်းတင်းပြောလိုက်တယ်။အာသာဟာတုံဆိုင်နေပေမဲ့နောက်တစ်ကြိမ်ထပ်ကြိုးစားဖို့ဆုံးဖြတ်လိုက်တယ်။ဒီတစ်ခါတော့သူကဓာတ်ရဲ့လက်ကင်ကိုလက်နှစ်ဖက်နဲ့တင်းတင်းစုပ်ကင်လိုက်တယ်။ထိုအခါမယုံနိုင်စရာအံ့ဖွယ်တစ်ခုဖြစ်ပေါ်လာတယ်။ဓာတ်ဟာရုတ်တရက်မျက်စိတစ်ဖက်ဖက်တောက်ရတဲ့အဖြူရောင်လင်းနှန်းကိုထုတ်လွှတ်လိုက်ပြီးမြေပြင်ဟာလည်းတုန်ခါလာတယ်။အာသာဟာတဖြည်းဖြည်းအားထည့်ဆွဲလိုက်တယ်။သူကဓာတ်ကိုကြောက်တုံးရဲကဆွဲထုတ်လိုက်နိုင်ခဲ့တယ်။ဓာတ်ကိုမြင်တဲ့စစ်သားကောင်းဆောင်ကအာသာကိုဖမ်းဖို့ချက်ချင်းအမိန့်ပေးလိုက်တယ်။ဒါပေမဲ့သူတို့မလှုပ်ရှားခင်မှာပဲအာသာဟာတန့်ရှင်းတဲ့ဓာတ်ရဲ့စွမ်းအားကိုထိမ့်မနိုင်ပဲရုတ်တရက်သတိလစ်သွားတယ်။သူသတိပြန်ရလာတဲ့အခါသူ့ကိုယ်သူထောင်ကျင်းထဲမှာတောက်ခတ်ထားတာကိုတွေ့ရတယ်။သူအတိပြန်မရခင်မှာပဲသူ့ကိုဓာတ်စာခံစင်ပေါ်သို့ပို့လိုက်တယ်။မော်ဆရာတယောက်ကသူ့ကိုလူများရှေ့မှာကွပ်မျက်ဖို့ပြင်ဆင်နေတယ်